ဒီပတ်ထဲမှာကျွန်တော်ခွန်အားရတဲ့ချင်းလေးဒီပုံနဲ့ဘုရားသခင်ချီးမွမ်းချင်ပါတယ်ကိုလည်းပြန်လဲအားပေးတဲ့ချင်းလေးပါညဆိုရင်ဒီချင်းနားထောင်ပြီးတော့မျက်ရည်လေးကြာပြပါမယ်အားရပါရငိုပလိုက်ပါတယ်တော့ကမုန်နိုင်တိုက်ခတ်တော့အခါကိုရရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပုံဆောင်တော့မူရှာကိုတော်ဒါလေးကိုလုံးရဒုက္ခတွေမှာစစ်ပြေဝနေလေယေရှုရှင်ကိုအောင်မေတ္တိရပါတင်ကိုသမပုဆောင်ကောင်းချီးပေးမိကိုတော်ကိုသာအကူပါဒုက္ခတွေမှာစစ်ပြေဝနေလေယေရှုရှင်ကိုအောင်မေတ္တိရပါတင်ကိုသမပုဆောင်ကောင်းချီးပေးမိကိုတော်ကိုသာအကူပါလောကမုန်နိုင်တိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပူဆောင်တော်ဘူရှာကိုတော်သာလေးခိုးလို့ရလောကမုန်နိုင်တိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပူဆောင်တော်ဘူရှာကိုတော်သာပြီးခိုးလို့ရစုံစမ်းနောက်ရှိချင်းများနဲ့တွေ့လေကျေးဇူးတော်ကိုအမြဲချီးမွမ်းကြပါနေချခြင်းဖြင့်ကိုတော်ထက်ချင်းကပါတဲ့ထာဝရကိုရမီချစ်သူမိတ်ဆွေများဆုံးခွာတော်လေတဲ့နေအတူယေရှုရှင်မီဧကဆုတောင်းခြင်းဖြင့်အသက်ရှင်ဖြစ်ကကနေတိုင်းဒီချစ်ဆိုနိုင်သည်တော့ကမုန်နိုင်တိုက်ကတော့အခါကိုတော်ရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပူဆောင်တော်ဘူရှာကိုတော်သာဒီခိုးလုံးရလောကမုန်နိုင်တိုက်ကတော့အခါကိုတော်ရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပူဆောင်တော်ဘူရှာကိုတော်သာလေးခိုးလုံးရချစ်သူမိတ်ဆွေများဆုံးခွာသွားလေတဲ့နေအတူယေရှုရှင်မီဧကဆုတောင်းခြင်းဖြင့်အသက်ရှင်ဖြစ်နေတဲ့ကနေတိုင်းဒီချစ်ဆိုနိုင်သည်လောကမုန်နိုင်တိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပူဆောင်တော်ဘူရှာကိုတော်သာပဲခိုးလို့ရလောကမုန်နိုင်တိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြေစွာလက်ကိုဆွဲလဲပူဆောင်တော်ဘူရှာကိုတော်သာလေးခိုးလို့ရ